ဒီသုံးခုလုံးကကျွန်တော်တို့အနိုင်ရတယ်ဆိုတဲ့အဓိပ္ပာယ်ရပေမဲ့ဒါအသုံးပြုပုံပိုင်းမှာအနေငယ်ကွာခြားချက်ရှိတယ်ပေါ့နော်။ Okay ကျွန်တော်တို့ကြည့်ရအောင်ပါ win ကိုကျွန်တော်တို့ကအရာဝတ္ထုတွေနဲ့တွဲပြီးတော့သုံးတယ် match price okay ဒီပွဲတွေစုတွေ competition ပြိုင်ပွဲတွေမှာကျွန်တော်တို့အနိုင်ရတယ်လို့ပြောချင်တဲ့အခါမှာဒီ win ကိုသုံးတယ်ပေါ့နော် example ကြည့်ရအောင် they won the first prize in the competition သူတို့ပြိုင်ပွဲမှာပထမဆုရရှိခဲ့တယ်အဲ့ဒီပဲเนาะဒီမှာကျွန်တော် WON က ON นี่1နဲ့အတန်ထွက်တူတယ်1လို့အတန်ထွက်တယ်ဗျ Okay နောက်တစ်ခု example ကြည့်မယ် Norway won against Brazil ဒီမှာသိရမှာဗာလဲဆိုတော့ win ရဲ့နောက်ကနေကျွန်တော်တို့ပြိုင်ဘက်ဒါမှမဟုတ်လူတစ်ယောက်ယောက်ကိုအနိုင်ရတယ်လို့ပြောချင်တဲ့အခါမှာဓာတ်ရိုက်ကြီးပေါ့နော် Norway win Brazil ကျွန်တော်အဲ့လိုမျိုးတွေပြောလို့မရဘူး Okay ဒီမှာကျွန်တော် against ဆိုတာလေးကျွန်တော်တို့ထည့်ပေးဖို့လိုတယ် Okay win against အဲ့လိုမျိုးသုံးတယ်ပေါ့နော် Norway won against Brazil Norway က Brazil ကိုအနိုင်ရရှိခဲ့တယ်အဲ့ဒီပဲရတယ်เนาะ Okay အဲ့တော့ကျွန်တော်အကယ်၍လူတွေအသင်းတွေနဲ့သုံးမယ်ဆိုရင်เนาะ win ရဲ့နောက်ကနေ against လေးထည့်ပေးဖို့လိုပါတယ်เนาะနောက်တစ်ခုစက်ကြည့်အောင် beat defeat သူ့ကိုကြတော့ဘာနဲ့တွဲပြီးတော့သုံးတာလဲဆိုရင် opponent ပြိုင်ဘက်တွေ team ဒါကိုနဲ့ဒီပြိုင်ဘက်ပေါ့เนาะဆန့်ကျင်ဘက်အသင်းကလူတွေကိုအနိုင်ရတယ်အနိုင်ယူတယ်ဆိုရင်ကျွန်တော်တို့ကဒီ beat defeat တွေကိုသုံးလို့ရတယ်ပေါ့เนาะ example ကြည့်အောင် can you beat him မင်းသူ့ကိုအနိုင်ရနိုင်မလားအဲ့လိုမျိုးเนาะဒီမှာ beat က informal ဖြစ်ပါတယ် B ရဲ့ဒီ beat က informal ဖြစ်ပါတယ် example ကြည့်မယ် he defeated the world champion သူကဒီကမ္ဘာ champion ကိုအနိုင်ယူခဲ့တယ်အနိုင်ရခဲ့တယ်အဲ့လိုဒီမှာ defeat ကကြတော့သူက formal ဆန်ပါတယ် Okay ဒီသုံးခုလုံးကကျွန်တော်အနိုင်ရတယ်ဆိုတဲ့အဓိပ္ပာယ်ပေါက်ပြီးသားပေါ့နော်ဒါပေမဲ့ကွာခြားသွားတာကတော့ဒီ win ကအရာဝတ္ထုတွေနဲ့တွဲပြီးတော့သုံးတယ် Okay beat တို့ defeat တို့ကကြတော့ဒီပြိုင်ဘက်တွေအသင်းတွေနဲ့တွဲပြီးတော့သုံးတာများပါတယ် Okay အားလုံးပဲနားလည်မယ်လို့မျှော်လင့်ပါတယ် Bye bye see you in the next video